တချို့ကတော့အဲ့လိုမဟုတ်ဘူးတစားမုံလာကထိန်ပွဲတော်မှာဘာလို့လဲဆိုရှင်မူယူတောက်စားနော်တုံးကွန်းနေနဲ့အော်ကြီးကျယ်တွေနဲ့ပြောကြပါကြဆိုကြကားကြတာတွေကကြတော့ဘာလို့ဆရာကောင်းလဲလို့ဆိုတော့ဆက်စုပ်ဖွယ်ဖြစ်တယ်ဘာသာရေးအမြင်မလောက်ဘူးလို့ပြောရမှာပေါ့ဘာသာရေးပုံရိပ်တွေကြဆင်းတယ်ဒါကဆက်စုပ်ဆရာကောင်းတယ်အဲ့ဒါဝိပဿနာယတ္တသူတို့ကသူတစ်ပါးကိုမနာလိုတာကဲရတာရစ်တင်တာမုန်းတီးတာပြီးရင်တော့စောင်းမြောင်းတာအဲ့ဒီလိုစိတ်မျိုးတွေရှိရင်လည်းပဲဆက်စုပ်ယွန်ရှာစရာကောင်းတယ်နောက်တစ်ခုကဘာလုပ်လဲဆိုတော့နှိမ့်ချနော်နောက်ပြီးတော့ကိုယ့်အပြစ်ကိုသူတစ်ပါးအပြစ်ဖို့တာသူတစ်ပါးအပြစ်ပို့တာဆိုလိုချင်တာကကိုကကျူးလွန်ထားတာကိုကျူးလွန်တဲ့အပြစ်ကိုသူတစ်ပါးကိုဘာလုပ်လဲဆိုတော့ကျူးလွန်ပါတယ်ဆိုပြီးတော့ဝန်ခံခိုင်းတာပြောတာဆိုတာအဲ့ဒါမျိုးတွေကဆက်စုပ်ယွန်ရှာစရာကောင်းတယ်ဘာယတ္တလဲဆိုတော့ဝိပဿနာယတ္တလို့ခေါ်တယ်ဆရာသားတွေသမီးတွေကဒီလိုမဖြစ်စေနဲ့ဒီလိုဖြစ်အောင်ဘာလို့ရမလဲဆိုတော့ကြိုးစားရမယ်အထောက်ရမယ်ဒီနေ့တော့ဒီလောက်နဲ့ပေါ့လေကျင်းနေလိုက်တော့နော်နောက်နေ့မှကျန်တာဆက်မယ်